ကဲသူတို့ရဲ့လှုပ်ဆက်လေးကိုနည်းနည်းနားထောင်အောင်ပရိသတ်တွေတတိမထားမိတဲ့အချက်ဖြင့်ဖြူဖြူတွင်းမှာမကောင်းတဲ့အချက်တွေများစွာရှိပြီးတော့မြင်သူတွေကမမတာမကောင်းတဲ့ချက်တွေများစွာရှိတယ်ဆိုတော့မမဘလို့သိကိုယ့်ကိုယ်တော်ဘာမကောင်းမှမသိโอเคမြင်ကြပါတယ်အဲဒါကတော့ဖြူဖြူတွင်းဟာအုံနောက်မပါပဲနာမည်ကြီးရင်ပြီးတော့မထွန်မနှမ်းနဲ့အရန်လောက်တာပဲဖြစ်ပါတယ်စိတ်ထဲအုံနောက်မပါပဲမမတို့လည်းအုံနောက်မပါပဲသူများနာမည်ကိုယူသုံးပြီးတော့ထမင်းစားနေတာပေါ့အဲ့လိုဖြူဖြူတွင်းနာမည်ယူမဟုတ်မကတင်ဆက်ပြီးတော့မမတို့လည်းအုံနောက်မပါပဲနဲ့ဘာလို့သူများနာမည်ယူသုံးလဲပြောဒီလိုပဲမှရှင်တို့ပတ်စံရမှာမဟုတ်လားရှိတဲ့အတိုင်းပဲပြောတဲ့နာတွေကိုလည်းပြောတတ်ပြီးတနိုင်ငံလုံးကဝိုင်းဆိုင်ရင်လူပြပြီးဘိုးရိုတောင်းတဲ့တနိုင်ငံလုံးကဝိုင်းဆိုင်ရင်လူပြတယ်တဲ့ကျမဆဲလဲလူတယ်မဆဲလဲလူခဲ့ဟိုနာမည်မကြီးခင်တည်းကလည်းလူတယ်လေဘာတွေလာပြောနေရတော့ကျင်းနေရှိပါတယ်နာမည်မကြီးခင်တုန်းကဖြူဖြူတွင်းဟာတကုံတက်ကတူမှာဥပဒေမေဂျာယူထားတဲ့အကြောင်းအဲ့ကနေရတလွဲကျမမေဂျာလူတိုင်းသိတယ်ဘဲဥပဒေ BSc botany သူဖြစ်ပါတယ်ဖန်ရှာဝေကမ်းမှာမြန်မာဝတ်စုံကြီးဝတ်ပြီးစင်ပေါ်မှာကျွန်းတက်ပြုံးလုံးရှုံးခန်းလျှောက်တဲ့ဒီပြဿနာတက်တုံးကကိုဘယ်ရုံးကမ်းမှလည်းမရောက်ဘူးကျမရှင်ကဘလို့သိရရှင်ရောက်သွားတဲ့ကိစ္စကိုကျမကိုပြောလာလားဘယ်ရုံးကမ်းမှမရောက်တာရှင်းလားစင်မမှာအဲ့မှာတကုံတက်ကတူမှာစပြီးတော့နာမည်ကြီးတာလေအကုန်လုံးကချစ်ကြတယ်လေရှင်တယောက်ပဲအဲ့လိုရုံးကမ်းရောက်တာကျမတို့ကဘယ်ရုံးကမ်းမှမရောက်လိုက်ဘူးအဲ့လိုမျိုးအဲ့ဒီတော့ကကျောင်းသူကျောင်းသားတွေသိကြမှာပါအဲ့ဒီတော့သိတယ်လေဂျွန်းထိုးတဲ့ကောင်မလေးဘူကေလေးနဲ့ဆိုလူတိုင်းသိတယ်ဆောင်မှုတွေစတင်ပြုလုပ်ခဲ့ပြီးမြန်မာနိုင်ငံမှာဖြူဖြူတွင်းရပထမဆုံးနာမည်ကြီးတဲ့ TikTok တရုပ်ဆောင်လူတော်ပြောမြန်မာတို့တက်ကတူမှာဂျွန်းထိုးက TikTok ဆိုတာမပေါ်သေးဘူးမြန်မာကိုစတည်တာ Facebook ကနေစတည်တာဓာတ်စီဓာတ်ဆန်နဲ့ဂျွန်းထိုးပြီးတော့မှဓာတ်စီဓာတ်ဆန်တို့နဲ့စတည်တာပေါ့နော် TikTok ဆိုတာမပေါ်သေးဘူးကိုတွေဟိုကနာမည်ကြီးက TikTok ဆိုတာမရှိသေးဘူးနောက်မှသာ TikTok တွေကအရင်ဆုံးစဆော့တဲ့သူဖြစ်တာโอเคရပါတယ်နာမည်ကြီးလာတာနဲ့များလေအလူတန်းတွေကိုလောက်ကြလေရှိရမို့ဖြူဖြူတွင်းနာမည်ကြီးတိုင်းအလူတန်းလောက်တာမဟုတ်နာမည်မကြီးတဲ့လူမြောင်များစွာလဲအလူတန်းလောက်ကြတယ်မြန်မာနိုင်ငံကစေတနာတရားတအားကောင်းတဲ့မြန်မာနိုင်ငံနော်တို့မြန်မာနိုင်ငံဘာဖြစ်လို့လဲလှူတာတန်းတာဆိုရင်ရေရောတယ်ဒါပဲနော်မြန်မာတယောက်တည်းလုံနေရမို့အလူဆိုတာလူတိုင်းခုနှစ်သားသမီးအကုန်လုံနေကြတာဒီကပတ်ဆိုင်ရတဲ့လူတိုင်းကဖြူဖြူတွဲကိုကိုးကွယ်ခဲ့ကြပါတယ်ဘလို့ဖြူဖြူတွဲကိုကိုးကွယ်တာတော့မမတို့ရဲ့ဖြူဖြူတွဲကိုကိုးကွယ်အောင်ဖြူဖြူတွဲကဘာမို့လို့တော့ဟဲမမတို့ကျမ်းမှာချမ်းသာပါစေတကယ်ဟုတ်တာလေတလုံးမှမပါဘူးမမတို့ဟာနောက်တစ်ခါနာမည်လဲယူမတင်ဆက်နဲ့ဘာမှယူမတင်ဆက်နဲ့တော့เนาะကြိုပြောပြီးသားအောက်ကပရိသတ်တွေကတော့ပြောတယ်ဟိုအေးယူလိုက်လေအေးယူဖို့နေတက်ကเนาะသူတို့မျက်နာလေးပါမှာဆိုလို့သူတို့အတန်နဲ့ပဲတင်ဆက်တာဘယ်သူဘယ်ဝါမှလည်းမသိနေဘူးအဲ့မှာဖြူဖြူတွဲကိုကိုးကွယ်ခဲ့ကြပါတယ်ဒါပေမဲ့လည်းတစ်ဖက်မှာတော့ဖြူဖြူတွဲကလုံချင်ရာတွေကိုလုံတတ်ပါတယ်ဖြူဖြူတွဲရဲ့ရွှေကောက်ပွဲကနောက်ကိုဘွားနဲ့ကိုနေနေတာလဲဘာကိုလှုပ်ချင်တာလှုပ်အဲ့ဒါပဲလေဆိုတဲ့စကားကလည်းတတိုင်းပြည်လုံးသိနာအဲ့ဒါရှင်တို့ပဲပြောတယ်ကျမပါဇက်ကတခါမှမပြောခဲ့ဘူးဘယ်တယောက်က Photoshop အတူလုပ်ပြီးတော့ဘယ်တယောက်ကအဲ့လိုမျိုးလုပ်လဲတော့မသိဘူးညီမတို့ကတော့တခါမှအဲ့လိုမျိုးမလုပ်ခဲ့ဘူးဆရာဖြစ်ခဲ့ပြီမေ